မှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မို့ဗျာဟာဒီအမတ်တွေအကုန်ကားနေထမရဲ့လာတတ်တော့ရှိကြီးလာတာမြင်လာတယ်မှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရှုပ်ွက်ကြည့်ဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲထောမတွေပါတွေဖြစ်လာအရှိခွက်တော့မြင်လာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဗျာဒီဆွေကမင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ကြောင်ကြောင်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခင်ဗျာဟဲ့ကလေးဗျာမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့ဟုတ်ပါတယ်မင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျာအိမ်မဲ့ခင်ဗျာတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်လာလဲဟဲ့တကယ်မင်းမိဘနှစ်ပါးဘာလုပ်ကြင်လို့စားထင်းခုတ်တယ်ခင်ဗျာထင်းခုတ်စားတယ်ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရတဲ့ထူတာမြင်နေရတဲ့ဖြင့်ဒီကိစ္စသမ္မာသမ္ဗုဒ္ဓသုံးလောက်ကထူတာတပ်ပြည့်ကိုမြတ်စွာဘုရားမှာဖြည့်ရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတုံပြောဝင်နေဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးပေးတခိုးကြီးတွေရောက်လာတော့မှာဗျာမျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပလားမှန်လားပါရှိတော့ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်သမားလင်မသားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်ကလားမဟုတ်ပါဗျာသားကလေးအမတ်တွေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ဝင်သွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းကျိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားလေးရွာထဲကိုဝင်သွားကလေးကိုလှဲအောက်တိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပါရနှစ်ယောက်တလုံးတို့သားလေးသေသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်